ရှစ်သူတောက်တူလက်မဦးကြီးများအားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့လူကြီးမင်းတို့အသုံးပြုနေတဲ့ကိုဘိုတာအင်ဂျင်တွေမှာအရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ဒီဇယ်ဖစ်တာလေးကိုဘယ်လိုတန့်ရှင်းလုပ်ရမလဲစက်ကူစလေးကိုဘယ်လိုလဲတက်ဆင်ရမလဲဆိုတာကိုလက်တွေ့တရုပ်ပြသတော့မှာဖြစ်ပါတယ်ရှင်ဒီဇယ်ဖစ်တာဆိုရင်လူကြီးမင်းတို့အင်ဂျင်မှာအသုံးပြုတဲ့ဒီဇယ်စီကိုစစ်တုပ်တန့်စင်ပေးတဲ့အစိတ်အပိုင်းလေးဖြစ်ပါတယ်ရှင်ဒီဇယ်ဖစ်တာလေးကိုပုံမှန်တန့်စင်ပေးမှုမရှိဘူးဆိုရင် nozzle plunger စတဲ့အင်ဂျင်ရဲ့အဓိကအစိတ်ပိုင်းတွေကိုထိခိုက်ပျက်စီးစေနိုင်ပါတယ်ရှင်ဒါကြောင့်ဒီဇယ်ဖစ်တာလေးကိုပုံမှန်စနစ်တကျတန့်စင်ပေးဖို့မမေ့ပါနဲ့နော်စက်ကူစစ်လေးကိုလဲလက်တက်စင်လုပ်သူတွေအတွက်လည်းညီမတို့ Shine2 ကုမ္ပဏီရဲ့ site ခွဲတွေမှာZD engine အတွက် fitter ရော RD engine အတွက် fitter ရောပါအလွယ်တကူပစ္စည်းမှန်စည်းမှန်စွာနဲ့ဝယ်ယူရရှိနိုင်ပါတယ်ရှင်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်